တဲ့မိမိရွာသွင်းခဲ့တဲ့ဘောကောင်ကတော့တစ်ခုလုံးစိမ့်ဆူဆိုင်ပိုက်ပြီးမြူကိုအေးအေးတွေဝေးဆိုင်လို့နေပါတယ်အေးကျော်ဟာလက်ဆွဲတော်ပူစိန်ထက်ထက်နဲ့ငပြောလျှော်ကြိုးတွေကိုပြင်ဆင်ပြီးနက်နက်ခင်းအယွန်တက်ချီပါပဲတောနက်စီစတင်ထွက်ခွာလာခဲ့ပါတယ်သစ္စာရှိတဲ့ခွေးတွေကလည်းနှခေါင်းတရှုံချုံနဲ့မြေကြီးပေါ်ကရင်နှံ့တွေကိုအကေးခတ်နေအေးကျော်ရဲ့ရှေ့ကနေတက်ကြွစွာဥဆောင်သွားနေပါတယ်မိုးရွာအပြီးဆိုးဆွတ်နေတဲ့မြေနီလန်းချင်းလေးပေါ်မှာတော့မနေ့ညကမှသုံးဆိုင်သွားလာထားတဲ့တောဝက်ကြီးရဲ့ခွာပုံချေရတဲ့အသက်ဆက်ဆက်တွေကိုအေးကျော်တွေ့ရှိလိုက်ပါတယ်တောဝက်ကြီးဟာကဘာဘေးကမြင့်နုတွေကိုထိုးဆွတ်စားတောင်းရင်ချောင်းဆက်ပါကိုဥတီတွားကြောင်းအေးကျော်ကခြေရအနက်နဲ့အစအနော်တွေကိုကြည့်ပြီးကျွမ်းကျင်စွာခတ်မှန်းလိုက်ပါတယ်အေးကျော်ဟာတောဝက်သွားလာလေးရှိတဲ့လမ်းကြောင်းချင်းလေအတိုင်းတိတ်တဆိတ်ခြေလန်းပြီးခိုးအောင်နိုင်မယ့်နေရာကိုစနစ်တကျရှာဖွေပါတယ်ကဘာဘေးကတက်တန်းရင်ဝါယုံကြီးနာအရောက်လာတော့တင်းအားကောင်းပြီးဝင်းညွတ်နိုင်စွမ်းရှိတဲ့ဝါပင်ဖြူတပင်ကိုတေချာရွေးချယ်လိုက်ပါတယ်ဒါတက်တက်နဲ့ဝါပင်ထိပ်ပိုင်းကိုရှင်လင်းပြီးတော့ငပြောလျှော်ကျူအစိမ်းကိုတုတ်ကန်ရတော့ဂျိုးခိုင်ခိုင်ချီနှောင်းလိုက်ပါတယ်မြေကြီးပေါ်မှာတစ်သားငုံတို့ကိုစိုက်ထုတ်ပြီးကြောက်တုံးအချိုးအစစ်နဲ့ခလုတ်ရံတရားကိုတီးကြစွာတက်ဆင်ပြီးတောဝက်ချေရရောက်နိုင်မဲ့ကဘာစုံမှာထောင်ကြောက်တေချာထောင်ထားလိုက်ပါတယ်ခွေလေးကလည်းအနီးနားကတစ်ချုံကွယ်မှာငိမ့်သက်စွာဝတ်ရင်အေးကြော်ရဲ့လှုပ်ဆောင်ချက်တိုင်းကိုအကဲခတ်ကြီးစောင့်နိုင်ပေးနေပါတယ်ထောင်ကြောက်ပေါ်ဝကျစ်ကိုတိလက်ချောင်းနေတဲ့တဘာဝမပြတ်ဖောင်းမှုပြီးနေတော့အေးကြော်ဟာတောဝက်ကြီးရဲ့လှူရှားမှုကိုစောင့်ကြည့်ဖို့အနီးနားကတစ်ပင်ချိန်မှာပုံကွယ်လိုက်ပါတယ်နေအောင်ကြီးဟာတိရွက်စိမ်းတွေကြားကနေထိုးဖောက်ဝင်ရောက်လာပြီးတောအုပ်တစ်ခုလုံးတိတ်ဆိတ်ညီးတက်သွားပါတယ်ခွေးလေးကနေရွက်နှစ်ဖက်ထောင်ကတောအုပ်နဲ့စီကတိရွက်ချောင်းနေတဲ့ခတ်တဲ့တွေကိုအကဲခတ်လိုက်ချိန်မှာတော့အေးကြော်ရဲ့လက်ဟာဥစိန်ရိုးကိုတင်းကျပ်စွာ